နေပါအောင်ကြော်မသွားနဲ့နားထောင်ပါအောင်ဒီနေ့တရင်တပုတ်ကတော်တော်ကိုစိတ်လှုပ်ရှားဖို့ကောင်းသည့်တစ်ဖက်နာမှာကြောက်စရာလည်းကောင်းနေလို့ပါနယူးဇီလန်နိုင်ငံမှာမုခမ်းမှာမြုပ်ထားခဲ့တာနှစ်ပေါင်း4000လောက်ရှိပြီဆိုတဲ့တစ်ပုတ်ပင်တစ်ပင်ကိုတွေ့ရှိကြပါတယ်ထူးဆန်းတာကဒီတစ်ပင်တစ်ပင်ဟာကျွန်တော်တို့ကဘာမြေသမိုင်းထဲကအင်မတန်မှကြောက်စရာကောင်းတဲ့ဖြစ်ရကြီးတစ်ခုကိုဖော်ပြပေးလိုက်လို့ပါပိုပြီးကြောက်စရာကောင်းနေတာကတော့ဒီလိုအဖြစ်ပြက်မျိုးတဖန်ပြန်ဖြစ်နိုင်တယ်ဆိုတာပါပဲကဲဘာဖြစ်ဆိုတာလဲကြည့်ကြရအောင်လားလွန်ခဲ့တဲ့ခရစ်နှစ်2019ခုနှစ်မှာနယူးဇီလန်နာဗာနာကလျှက်စစ်စက်ရုံတစ်ခုမှာအလုပ်သမားတွေက swamp ယုံပွဲအိုင်ထဲကနေခေါရီတစ်ပုတ်ပင်ကြီးတစ်ပင်ကိုဆွဲထုတ်ယူနိုင်ခဲ့ကြပါတယ်အရှိ65ပေရှိပြီးအဲ့ဒီတစ်ပင်အိုးကြီးဟာအပြည့်အဝကိုထိမ့်ထားတယ်လို့ခင်နေပါတယ်တိတ်ပံပညာရှင်တွေကခင်မီနီးပညာတွေနဲ့စမ်းသပ်ကြည့်ကြတဲ့အခါမှာတော့ဒီတစ်ပုတ်ပင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း4000ချောင်းခန့်ကကဘာမြေပေါ်မှာအသက်ရှင်နေခဲ့ဘူးတာကိုသိလာကြပါတယ်အဲ့ဒီအချိန်တုန်းကကဘာပေါ်ကတက်ရှိတွေရဲ့အသက်ရှင်တန်မှုတွေကိုအဆုံးသတ်စေလောက်အောင်အလွန်ပြင်းထန်တဲ့ pandemic ကပ်ပဲကြီးတစ်ခုဖြစ်ပွားခဲ့တဲ့ကာလပါအခုတော့ဒီတစ်ပုတ်ပင်ရဲ့အနှစ်ကျိုးတွေဟာကဘာမြေကဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကိုပြောပြနေပါပြီကဘာမြေမှာ magnetosphere လို့ခေါ်တဲ့လူမျက်စိကမမြင်နိုင်တဲ့ကာကွယ်ရေးအလွှာတစ်ခုရှိပါတယ်အဲ့ဒီ magnetosphere ကနေမင်းမှလာတဲ့ solar wind တွေ cosmic radiation တွေကိုနေ့တိုင်းအချိန်နာရီတိုင်းကာကွယ်သားဆီးပေးနေပါတယ်ဒီအလွှာသာမရှိရင်နေကကျွန်တော်တို့ကဘာမြေကြီးကို radiation နဲ့ထိခိုက်ပျက်စီးသွားစေနိုင်ပါတယ်အမှန်တော့ကျွန်တော်တို့ဒီကနေ့အသက်ရှင်နေတာကအဲ့ဒီ magnetosphere ရဲ့ကာကွယ်မှုကြောင့်ပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း4200အချိန်တုန်းကအဲ့ဒီ magnetosphere ကာကွယ်ရေးစနစ်ကလုံးဝနီးပါးကို disappear ပျောက်ကွယ်သွားခဲ့ပါတယ်ဒါကို Lee Champs excursion လို့ခေါ်ပါတယ်အဲ့ဒီအချိန်မှာကဘာမြေရဲ့တန်လိုက်လွှိုင်းဦးတည်ချက်တွေပြောင်းလဲဖို့အချိန်ကြီးထက်လာခဲ့ပါတယ်ဆိုလိုတာကမြောက်ဘက်ကတောင်ဘက်ထွက်ဖို့တောင်ဘက်ကမြောက်ဘက်ထွက်ဖို့ပြောင်းလဲနေချိန်မှာတန်လိုက်ကွင်းအားကလက်ရှိအင်အားရဲ့6%နောက်ပဲကျန်ခဲ့ပါတော့တယ်6%ဆိုတာကအားနည်းလွန်းတော်ခဲ့တာမဟုတ်ဘူးအကာအကွယ်မရှိတယ်လို့ပဲဖြစ်နေခဲ့တာပါဒီနောက်မှာတော့မမျောလင့်ထားတဲ့အရာတစ်ခုဆက်ပြီးဖြစ်လာပါတော့တယ်သိပ္ပံပညာအာလန်ဦးဆောင်တဲ့သုတေသနအဖွဲ့ကဒီတစ်ပုတ်ပင်အတွင်းပိုင်းမှာရှိနေတဲ့ရေဒီယိုကာဗွန်ကိုအသုံးချပြီးအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ကမ္ဘာလေကျူဟာဘလို့ပုံစံမျိုးပြောင်းလဲသွားလဲဆိုတာကိုပြန်လည်တွက်ချက်ထည့်ကြပါတယ်သူတို့တွက်ချက်မှုရဲ့ရလဒ်တွေကို University of New South Wales မှာလေ့လာပြီးလွန်ခဲ့တဲ့2021ခုနှစ် February မှာ Science Magazine မှာထုတ်ပြန်ခဲ့ပူပါတယ်သူတို့ကဒီဖြစ်ရပ်ကို Atoms Event လို့ခေါ်ခဲ့ကြပါတယ်တန်လိုက်ကွင်းအားရော့နဲသွားတဲ့အချိန်မှာ cosmic radiation တွေအကာအကွယ်မနစ်ကဘာလေထုတဲကိုများပြားစွာဝင်ရောက်လာပါတော့တယ်။အဲ့ဒီ cosmic radiation က nitrogen နဲ့ oxygen molecule တွေကိုခွဲထုတ်ပြီးကျွန်တော်တို့ကဘာမြေကြီးရဲ့အိုဇုံးလွှာကိုဖျက်ဆီးပစ်လိုက်ပါတယ်။အိုဇုံးလွှာမရှိတော့တဲ့အခါ ultraviolet radiation ခရမ်းဝရောင်ကြီးတွေဟာမြေမျက်နှာပြင်ကိုတိုက်ရိုက်ကျရောက်လာခဲ့ပါတော့တယ်။ဒါဟာအင်မကန်မှကြောင်ကျန်းစရာကြောက်မက်စရာအဖြစ်လက်ကြီးတစ်ခုပါ။သူတေသနအချက်လက်တွေပြသတာကရေဒီယိုကာဗွန်အဆင့်တွေထူးထူးခြားခြားမြင့်တန်းလွန်းခဲ့တာကိုတွေ့ရပါတယ်။ဆိုလိုတာကကဘာမြေဟာအာကာသတဲ့ radiation တွေရဲ့တိုက်ခိုက်မှုကိုဓာတ်ရိုက်ခံနေရတာပါ။နောက်ဆက်တွဲအချို့ဆက်တွေကတော့တကယ်ကိုကြောက်စရာပါ။ Neanderthals လို့ခေါ်တဲ့ကဘာဦးလူသားတွေဟာအဲ့ဒီအချိန်ကာလတုန်းကတည်းလုံးဝပျောက်ကွယ်သွားခဲ့ကြရပါတယ်။ Australia နဲ့ Tasmania ကျွန်းမှာရှိကြတဲ့ megafauna ဆိုတဲ့သတ္တဝါကြီးတွေလည်းပျောက်ဆုံးသွားကြပါတယ်။မြောက်အမေရိကတိုက်မှာတော့ရေခဲတောင်တွေပိုပြီးများပြားချဲ့ထွင်လာပါတယ်။အကြောက်ဆုံးအချက်ကတော့ကမ္ဘာတစ်ပိုင်းမှာ cave art လိုင်ကူတဲ့ပုံဆွဲခြင်းအမှုပညာတွေရုပ်တရက်များပြားလာနေတာပါ။လက်ရာတွေလက်ဖြားညီတော်အမှတ်ကညာတွေဟာဘိုးဘဲဒီပင်ကလူသားတွေဟာအန်ဒီကင်းအောင်လိုင်းကောက်ခဲတဲ့ကိုဝင်ပြီးနေထိုင်ခဲ့တဲ့သမိုင်းသက်တွေအထိတွေ့ရပါတယ်။သူတေသနာအဖွဲ့ကယူဆထားတာကတို့ရဲ့ ancestor လူသားတွေဟာ UV radiation ပြင်းထန်မှုကိုရှောင်ရှားဖို့ခုလိုလိုင်းကောက်ခဲတဲ့ကိုဝင်ပြီးနေထိုင်ခဲ့ကြတာဖြစ်နိုင်တယ်လို့ကောက်ချက်ချကြပါတယ်။ဆိုလိုတာကကျွန်တော်တို့ cave wall ဂူနီယန်ဘရမာပန်ဂျီတွေရေးဆွဲခဲ့တာစိတ်အားထက်သန်ပန်ဂျီကိုဝါသနာပါလွန်းလို့မဟုတ်ပဲတခုခုကိုဖုံးကွယ်ဖို့ရည်ရွယ်ပြီးဆွဲခဲ့ကြပုံပါ။အခုအချိန်မှာပိုပြီးစိုးရိမ်စရာကောင်းနေတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကကဘာမြေရဲ့တန်လိုက်ကွင်းအားလက်ရှိမှာဒီကနေ့မှလည်းရော့နေနေတာပါ။ European Space Agency ရဲ့ Swarm Satellite Mission data အချက်လက်တွေကလွန်ခဲ့တဲ့နှစ်2000ဆွဲမှာကမ္ဘာတန်လိုက်စစ်ကွင်းအား9%လောက်ရော့နေသွားနေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ South Atlantic Anomaly လို့ခေါ်တဲ့တောင်အမေရိကကနေတောင်အာဖရိကအထိ
တန်လိုက်ကွင်းအားအနည်းဆုံး data ကခုဖြစ်နေတဲ့ data က low magnetic field area ကတဖြည်းဖြည်းနဲ့ကျေပြန့်လာနေပါတယ်။အဲ့ဒီနေရာကိုဖြတ်တန်းတဲ့ satellite ဂြိုဟ်တုတွေမှာလည်း radiation ကြောင့်ချို့ယွင်းချက်တွေမကြာခဏဖြစ်နေတတ်ပါတယ်။ဒါအပြင်အင်္ဂလန်က University of Liverpool ကသိပ္ပံပညာရှင်တွေပြောထားတာကကမ္ဘာတန်လိုက်ပြောင်းလဲမှုတွေဟာအချိန်စရာတစ်ခုအတိုင်းမဖြစ်ဘူး။ဘယ်အချိန်မရွေးပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။ပြောင်းလဲနေတဲ့ကာလအကာအကွယ်အနည်းဆုံးဖြစ်တဲ့အချိန်ဟာနှစ်200ကနေထောင်ချီအထိကြာကောင်းကြာနိုင်ပါတယ်။ဆိုလိုတာကကျွန်တော်တို့လူသားတွေကိုအမြဲတမ်းကာကွယ်ပေးမယ်ဆိုတဲ့အာမခံချက်မျိုးကမ္ဘာတန်လိုက်စက်ကွင်းမှာမရှိပါဘူး။နှစ်ပေါင်း4200ကြာနီးတစ်ပုတ်ပင်ထဲမှာတင်းစီထားတဲ့အချက်လက်တွေကကျွန်တော်တို့ကမ္ဘာမြေကြီးဟာကိုမကာကွယ်နိုင်တော့တဲ့အခါဘာတွေဖြစ်နိုင်လဲဆိုတာကိုသတိပေးနေပါတယ်။မေကုန်းကတော့ဒီကနေ့လူသားတွေဟာအဲ့ဒီသတိပေးချက်ကိုနားထောင်နေကြသလားပါ။ဒါကိုနားထောင်ပြီးတင်းရဲ့ကဘာမြေကိုရှုမြင်တဲ့မြင်ပုံမြင်မှာပြောင်းလဲသွားပြီလား။အခုလက်ရှိတန်လိုက်စစ်ကွင်းဟာရော့နန်းနေတယ်ဆိုရင်ကျွန်တော်တို့မှာအချိန်ဘလောက်များကြံနေသေးလဲလို့မိတ်ဆွေဘလို့သိမြင်ယူစပါတယ်လေ။ကောမန့်မှာဆွေးနွေးပါ။မတ်လ20ခရစ်နှစ်2026ခုနှစ်ညမင်္ဂလာညချမ်းပါ